တို့တွေဇလန်းလေးထဲမှာလဲတို့ကမင်းကိုအရှုံးပေးခဲ့ပါတယ်မင်းလန်းမင်းသားဖန်တီးလျှောက်ခဲ့သူရဲ့အပြစ်မပြောခဲ့ပါရဲ့လာနှစ်တွေကြာညောင်းခဲ့ရပြီကွယ်တို့ဘဝလာနေချိန်လေးရောက်လို့လာတဲ့အထိတ်ကဖြစ်တွေကိုလည်းမေးလိုက်ပြီကွယ်ဘဝတင်မှာအိုမေရဲ့ဒီအချိန်မှပြန်တွေ့တာဘာလို့ရမှာလဲဒီအချိန်မှပြန်တွေ့တာဘာလို့ရမှာလဲတို့ဘဝတွင်မင်းလာချိန်ဟာတိတ်နောက်ကြတယ်မလာနဲ့ကွယ်အရင်ရင်ဝင်သည်တို့ပြန်มาမေရဲ့ဒီအချိန်မှပြန်တွေ့တာဘာလို့ရမှာလဲဒီအချိန်မှပြန်တွေ့တာဘာလို့ရမှာလဲတို့ဘဝတွင်မင်းလာချိန်ဟာတိတ်နောက်ကြတယ်မလာနဲ့ကွယ်မနှင်းရင်ပေမဲ့လဲတမင်းနင်းနဲ့ချစ်တဲ့လူရဲ့တေကတို့ကိုနင်းမုံသွားတော့ငါလဲတို့ဘဝတို့သာဖန်တီးလျှောက်ခဲ့တာပဲရလာနှစ်တွေကြာကြီးဆောင်ခဲ့ပါတယ်လွန်ခဲ့ဖို့ကွယ်အိုမီရဲ့ဒီအချိန်မှပြန်တွေ့တာဘာလို့ရမှာလဲဒီအချိန်မှပြန်တွေ့တာဘာလို့ရမှာလဲတို့ဘဝတွင်မင်းလာချိန်ဟာတိတ်နောက်ကြတယ်မလာနဲ့ကွယ်အရင်ဝင်သည်တို့ပြန်มาမေရဲ့ဒီအချိန်မှပြန်တွေ့တာဘာလို့ရမှာလဲဒီအချိန်မှပြန်တွေ့တာဘာလို့ရမှာလဲတို့ဘဝတွင်မင်းလာချိန်ဟာတိတ်နောက်ကြတယ်မလာနဲ့ကွယ်မနှင်းခြင်းပေမဲ့လဲတမင်းနင်းနဲ့ချစ်တဲ့သူရဲ့ဒီအချိန်မှပြန်တွေ့တာဘာလို့ရမှာလဲဒီအချိန်မှပြန်တွေ့တာဘာလို့ရမှာလဲတို့ဘဝတွင်မင်းလာချိန်ဟာတိတ်နောက်ကြတယ်မလာနဲ့ကွယ်အရင်ရင်ဝင်သည်တို့ပြန်